အားလုံးသောမိတ်ဆွေများမင်္ဂလာပါခင်ဗျဆရာငယ်မိတ်ဆွေတွေအားလုံးကာယဒုက္ခစိတ်ဓာတ်ဒုက္ခနဖျားသောဒုက္ခနဲ့ပြည့်စုံလို့ဘေးဘေးရာတွေဝေးကွာကြပါစေကြောင်းဆရာကဒီကနေမေတ္တာပို့ဆုတောင်းထောပနာပြုသားလိုက်ပါတယ်ခင်ဗျဒီနေ့မှာတော့ဆရာက2025ခုနှစ်6လပိုင်း16ရက်ကနေပြီးတော့23ရက်နေ့အထိတပတ်တာကံကြမ္မာဟောစတန်ကိုမိတ်ဆွေတို့အားလုံးအတွက်ကိုဆရာတားတော့နဲ့ဆွဲဟောကြားပေးမှာဖြစ်ပါတယ်ဒါကြောင့်ဆရာငယ်မိတ်ဆွေတွေအားလုံးဆရာရဲ့ဒီ live လေးကို share တယောက်တစ်ချက်စီလောက်နှိပ်သွားရင်ဆရာလို့ရုပ်ချောကြပါလိမ့်ခင်ကဲတနင်္လာသားသမီးမိတ်ဆွေတွေအားလုံးအဆက်ဆက်ရအစဉ်ပြေအောင်မြင်တိုးတက်ကြပါစေကြောင်းဆရာကဒီကနေမေတ္တာပို့ဆုတောင်းထောပနာပြုသားလိုက်ပါတယ်တနင်္လာသားသမီးမိတ်ဆွေတွေ2025ခုနှစ်16ရက်ကနေ23ရက်နေ့ထိတပတ်စာကံကြမ္မာကိုဟောကြားပေးမှာဖြစ်ပါတယ်တနင်္လာသားသမီးမိတ်ဆွေတို့ရဲ့ရင်ထဲမှာငွေကြီးနဲ့ပတ်သက်ပြီးတော့အလုံးရင်းဝင်လာရင်ကောင်းမှာပဲငွေကြီးနဲ့ပတ်သက်ရင်ထီပေါက်ရင်ကောင်းမှာပဲဆိုတဲ့ကောင်းတဲ့အတွေးခေါ်လေးစဉ်းစားနေရင်မိတ်ဆွေတို့စဉ်းစားနေတဲ့အတွေးခေါ်လေးရောကောင်းတယ်ပေါ်ပြီးတော့ထီကန်ဆန်းလိုက်တာမျိုးငွေကြီးနဲ့ပတ်သက်လို့ရှိရင်မိမိတို့အနေနဲ့ဖြစ်ရှင်တဲ့စံထားတွေဟာဒေချာတဲ့ကျင်းတွေကိုဖြစ်လာမဲ့ကာလဖြစ်တယ်။ဒါကြောင့်မိတ်ဆွေတို့အနေနဲ့ငွေကြီးဆိုင်ရာကိစ္စတွေမှာရှေ့တိုးဆောင်ရလှုပ်ဆောင်ရင်အားသာကောင်းမှုပြီးတော့တိုးတက်နိုင်သောအပတ်တာဖြစ်တယ်။လူငယ်များအနေနဲ့ဆိုရင်တော့အရှိရေးနဲ့ပတ်သက်ပြီးတော့ငွေကြေးဟုတ်လားအရှိရေးနဲ့ပတ်သက်ပြီးတော့မိမိတို့ဖြစ်လို့သောအရာတွေကိုပြန်အကြံစီမှန်သမျှကိုရီမန်းချက်မှန်သမျှကိုဖွင့်ပြောဆိုလိုက်ရင်အောင်မြင်တိုးတက်ပြီးတော့ကံကောင်းစီမဲ့အပတ်တာကာလအပိုင်းခြားဖြစ်ပါတယ်ရည်စားမရှိသူတွေချစ်သူရည်စားမရှိသူတွေမိမိချစ်တော်မြတ်နိုးတော်သူကိုဘာကြောင့်တုံဆိုင်တွေ့ဝင်နေမှာလဲဖွင့်ပြောဆိုလိုက်ပါအရှိရေးနဲ့ပတ်သက်ရင်အစဉ်ပြေအောင်မြင်သွားမှာအသေးကြပဲဖြစ်တယ်ကျမ်းမာရေးနဲ့ပတ်သက်လာရင်တော့အထူးသဖြင့်ရင်တို့စက်ပစ္စည်းတို့နဲ့ပတ်သက်ပြီးတော့လှုပ်ဆောင်နေတဲ့မိတ်ဆွေတို့ဖို့ဂယုစိုက်တတိထားဆင်ခြင်ပေးရလိုအပ်ပါတယ်ရှည်လက်အင်ကထိခိုက်ခြင်းမျိုးတွေချားနာခြင်းမျိုးတွေကြုံရတတ်တယ်ဒါအပြင်မိတ်ဆွေတို့အနေနဲ့နော်ကျမ်းမာရေးနဲ့ပတ်သက်လာတဲ့အခါငဘကယောဂဟောင်းယောဂအခန့်ရှိတဲ့မိတ်ဆွေများဖို့တတိထားဆင်ခြင်ပေးရန်လိုအပ်သောကာလဖြစ်ပြီးတော့ကျမ်းမာရေးညံ့တာမျိုးလေးတွေကြုံရတတ်တယ်ဖြစ်နိုင်ရင်နာရေးတို့ဆေးရုံတို့သတင်းမေးတာတို့လူနာမေးတာတို့ဖြစ်နိုင်ရင်သွားမလုပ်တာကောင်းပါတယ်အပူတောကတွေနဲ့ကူးဆက်တာမျိုးတွေဖြစ်ရတတ်တော့အဖတ်တာဖြစ်တဲ့အတွက်တတိထားဆင်ခြင်ရန်လိုအပ်ပါတယ်အလောက်ကင်နဲ့ပတ်သက်ရင်တော့ချစ်တိုးဆောင်ရလှုပ်ဆောင်မှာချစ်တိုးလှုပ်ဆောင်တဲ့အောင်မြင်တိုးတက်မဲ့အပတ်တာဖြစ်တဲ့အတွက်မိတ်ဆွေတို့နဲ့လုပ်ငန်းကိစ္စအလုပ်ကိစ္စမှန်သမျှကိုမိသားစုမိတ်ဆွေအရင်အပေါင်းအသင်းမိတ်ဆွေတွေရဲ့အကူအညီကိုရယူပြီးတော့ချစ်တိုးဆောင်ရတိုးရှက်လှုပ်ဆောင်ရင်ရှိနေတဲ့အလုပ်ကိုတိုးရှက်လှုပ်ဆောင်ရင်အောင်မြင်တိုးတက်ခြင်းတွေရရှိမဲ့အပတ်တာဖြစ်တယ်လုပ်ငန်းတဲ့အလုပ်တွေစတင်လှုပ်ဆောင်ရတော့လည်းကောင်းမွန်သောကာလဖြစ်ပါတယ်ယာထုလုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်ရင်တော့ယာထုတိုးဖို့အတွက်တော့အားနည်းနေတဲ့အတွက်ယာထုမတိုးနိုင်ပါဘူးယာထုတိုးဖို့ထက်လက်ရှိနေတဲ့အလုပ်ကိုအကောင်းဆုံးလှုပ်ဆောင်တာပုံမှုကောင်းမွန်သောကာလဖြစ်ပါတယ်လုပ်ငန်းအလုံးနဲ့ပတ်သက်လာလို့ရှိရင်လုပ်ငန်းပြောင်းဖို့လုပ်ငန်းရွှေ့ဖို့စဉ်းစားနေတဲ့မိတ်ဆွေများလုပ်ငန်းပြောင်းရွှေ့လှုပ်ဆောင်တာဟာအားသာကောင်းမှုပြီးတော့တိုးတက်နိုင်ပါတယ်ခရီးသွားကိစ္စလေးတွေမှာတတိထားဆင်ခြင်ရန်လိုအပ်ပါတယ်ပြည်ပခရီးသွားနဲ့ပတ်သက်တာတွေ passport visa လုပ်ငန်းတွေနဲ့ပတ်သက်တာတွေမှာမိတ်ဆွေတို့ဒီပတ်မှာဂယုစိုက်တတိထားဆင်ခြင်ပြီးလိုအပ်ပါတယ်ငွေကြေးနဲ့ပတ်သက်လို့လူလိမ်ခံရတာမျိုးတွေနေရာထိုင်ခင်းနဲ့ပတ်သက်ပြီးတော့ပြောင်းရွှေ့ခီးထွက်ခါမှာစိတ်တိုင်းမကြတာမျိုးလေးတွေကြုံရတတ်တဲ့အတွက်တော့တတိထားပါ online social media နဲ့ပတ်သက်ပြီးတော့ငွေကြေးရှိတာငှားတာမျိုးလေးတွေမှာတတိထားဆင်ခြင်ရလိုအပ်ပြီးတော့မကောင်းတဲ့အတတ်ပညာဆိုတော့လို့မကောင်းတဲ့အရာလေးတွေလူလိမ်တာမျိုးလေးတွေအဆရှိတာမျိုးလေးနဲ့ကြုံရတတ်တဲ့အတွက်ကြောင့်တတိထားဆင်ခြင်ပါအထူးသဖြင့်ဒီနေရာမှာမှာကျင်တာတနင်္လာသားသမီးမိတ်ဆွေများကိုအရှိရေးနဲ့ပတ်သက်ရင်လက်တွေ့ကြချစ်ပါဘာလို့တချို့က social media online မှာသွားပြီးတော့ရည်စားထားတယ်ဒီကြရတဲ့အခါအလိန်ခံရတာမျိုးချိန်ချောက်ခံရတာမျိုးတွေကြုံရတဲ့အတွက်တော့တတိထားဆင်ခြင်ရန်လိုအပ်သောအပတ်တာကာလအပိုင်းခြားဖြစ်ပါတယ်ခင်ဗျာမိတ်ဆွေတို့သားသမီးနဲ့ပတ်သက်ပြီးတော့ငကိုကပြောလို့ဆိုလို့မကောင်းတဲ့သားသမီးတွေမှာပြောလို့ဆိုလို့ကောင်းလာတာမျိုးပညာရေးနဲ့ပတ်သက်ပြီးတော့စိတ်ချမ်းသာစရာသတင်းလေးတွေကြားရတာမျိုးတွေကြုံရတတ်တယ်အစမှာတော့နည်းငယ်လေးခက်ခဲမလို့နဲ့စိတ်ချမ်းသာမှုတွေပညာရေးနဲ့ပတ်သက်ရှေ့တိုးဆောင်ရလှုပ်ဆောင်ရင်အားသာကောင်းမှုပြီးတော့တိုးတက်နိုင်ပါတယ်တဲ့နော်ပြည်ပတို့ပညာရေးတို့နဲ့ပတ်သက်လာတဲ့အခါမှာခရီးထွက်တာမျိုးတွေပြည်တွင်းနဲ့ပတ်သက်ပြီးတော့လည်းရှေ့တိုးဆောင်ရလှုပ်ဆောင်တာမျိုးတွေကအားသာတိုးတက်ပြီးတော့ကောင်းမွန်ပါတယ်လူထင်ကြီးခံရတတ်သောကာလဖြစ်တဲ့ငွေကြီးနဲ့ပတ်သက်လာရင်လည်းလက်လွန်ထားတဲ့ငွေကြီးတွေကိုပြန်လဲတောင်းဆိုပါရရှိနိုင်သောအပတ်ကာလအပိုင်းခြားဖြစ်ပါတယ်ခင်ဗျာဒါအပြင်မိတ်ဆွေတို့အနေနဲ့မိမိတို့ရဲ့ဆရာသမားအကြီးအကဲတွေနာကနေပြီးတော့အကြံစီကူညီကိုရယူပါတဲ့ပြီးတဲ့အခါအသက်ကြီးသူမိဘအမေတွေကိုကုသိုလ်မလင့်မိပြီဟုတ်ကျေးဇူးတင်ပါတယ်ဆွမ်းနာလိုအသက်ကြီးသူမိဘအမေအမတွေကိုငွေကြေးကံဟုတ်လားဆွမ်းနာလိုစတိပေးရင်းနဲ့မိတ်ဆွေရဲ့ကံဟာတိုးတက်ကံကောင်းနိုင်သောကာလအပိုင်းခြားဖြစ်ပါတယ်ခင်ဗျာနော်
အထူးသဖြင့်ဒီကာလာမျိုးမှာကန်ဆန်းလို့ကောင်းသောကာလာဖြစ်တယ်ရှေ့အပတ်မှာညံခဲ့တဲ့တနင်္လာသားသမီးမိတ်ဆွေတွေလက်ရှိမှာဘာကိုဖြစ်ဖြစ်ရှေ့တိုးဆောင်ရလှုပ်ဆောင်ရင်အားသာကောင်းမှုပြီးတော့တိုးတက်နိုင်တယ်အလုတ်သစ်စတင်လှုပ်ဆောင်ရန်အတွက်ဆိုလို့ရှိရင်တော့ဘာကြောင့်မှတွေးဝေးတုံဆိုင်မနေနဲ့အလုတ်သစ်စတင်လှုပ်ဆောင်ရန်အတွက်တိုးတက်နိုင်သောကာလာဖြစ်တယ်အကြံစီမံများကိုရှေ့တိုးဆောင်ရလှုပ်ဆောင်ရင်အားသာကောင်းမှုတိုးတက်နိုင်ပါတယ်ငကူကသားသမီးနဲ့ပတ်သက်ပြီးတော့ပြောလို့ဆိုလို့မကောင်းတာမျိုးတပည့်လက်သားနဲ့ပတ်သက်ပြီးတော့ပြောလို့ဆိုလို့မကောင်းတာတွေမှာရှေ့တိုးဆောင်ရလှုပ်ဆောင်ရင်အားသာပြီးတော့တိုးတက်နိုင်သောကာလာဖြစ်ပါတယ်ယာရုလုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်ရင်ယာရုမတိုးနိုင်ဘူးယာရုမတက်နိုင်ဘူးမျော်လင့်နေတာမျိုးထက်လက်တွေ့ကြကြလှုပ်ဆောင်တာပုံမှုပြီးတော့အားသာကောင်းမှုပြီးတော့တိုးတက်နိုင်သောကာလာဖြစ်တယ်အိမ်တော်ကြီးနဲ့ပတ်သက်လာရင်တော့မိမိရဲ့အိမ်တော်ဘက်အပေါ်မှာမိမိဟာဖြစ်ချင်တဲ့ဆန္ဒတွေများနေတာမျိုးမိမိရဲ့အိမ်တော်ဘက်အပေါ်မှာမိမိကဆွမ်းလာလို့ပေါ့စိတ်တိုင်းမကြနေတာမျိုးတွေဖြစ်တတ်တယ်စိတ်လေးလိုချင်တဲ့စိတ်ကလေးဖြစ်ချင်တဲ့စိတ်ကလေးကိုနည်းနည်းလေးလျှော့ပေးပါရတယ်နော်အဆက်အသွယ်ပြတ်နေသူတွေဝေးကွာနေသူတွေပြန်လဲအဆက်အသွယ်ရရှိတာမျိုးတွေကြုံရတတ်တော့အပတ်တာကာလအပိုင်းခြားဖြစ်ပါတယ်ငွေကြီးနဲ့ပတ်သက်ရင်ကံကောင်းတယ်ဆိုတော့ညငွေရှိတာငှားတာလေးဒီမှာတော့တတိထားဆင်ကျင်ပေးဖို့လိုအပ်ပါတယ်တဲ့နော်ဒါပြီးတော့အခါဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးတော့ဆွေမကင်းမျိုးမကင်းလေးတွေနဲ့ပတ်သက်ပြီးတဲ့အခါမှာစကားများရတာမျိုးလေးတွေအရှိတင်ပြဿနာဖြစ်ရတာမျိုးလေးတွေကြုံရတတ်တယ်လို့မိတ်ဆွေတစ်ထံမိတ်ဆွေအဟောင်းတွေကိုဆွမ်းနာလို့တိုင်ပင်လှုပ်ဆောင်တာပုံမကောင်းမှုအားသာပြီးတော့တိုးတက်နိုင်ပါတယ်အကျိုးပေးသောကဏ္ဍအခရာတွေအနေနဲ့ဆိုရင်9ကဏ္ဍမိတ်ဆွေတို့နဲ့6ကဏ္ဍဟာမိတ်ဆွေတို့6ကဏ္ဍ9ကဏ္ဍဟာအကျိုးပေးကံကောင်းစီပြီးအကျိုးပေးသောအရက်ဟာတောင်ဆူဆူရက်ဖြစ်ပါတယ်ခင်ဗျတတိထားဆင်ញင်ရမယ့်အရက်ကတော့မြောက်ဆူဆူရက်တွေကိုခီးထွက်တာမျိုးလေးတွေကံရဲ့အားနည်းမှုကိုရရှိတတ်သောကာလဖြစ်တယ်အကျိုးပေးသောအရာအနေနဲ့ဆိုရင်အဝါရောင်တို့ကြက်သွေးရောင်တို့ဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်စေပြီးတော့အစဉ်ပြေနိုင်ပြီးတဲ့အခါအရေးကြီးသောကိစ္စလုပ်ငန်းဆောင်တာကိစ္စတွေကိုပြုလုပ်ဆောင်ရွက်တဲ့အခါ18ရက်နေ့တို့19ရက်နေ့တို့မှာအရေးကြီးတဲ့ကိစ္စကိုလှုပ်ဆောင်ပြောဆိုပါတဲ့နော်ဒါအပြင်23ရက်လေးတွေပါပြောဆိုဆောင်ရွက်တာမျိုးကမိတ်ဆွေတို့ရဲ့ကံကိုညံ့ပြီးတော့အားနည်းစေသောကာလဖြစ်ပါတယ်ခင်ဗျလူငယ်တွေအရှိရေးနဲ့ပတ်သက်လာလို့ရှိရင်မိမိချစ်တော်မြန်လို့တော့သူ့ကိုတွေးဝေတုံဆိုင်မနေပါနဲ့တဲ့เนาะဂျေဂျေကြီးပြောဆိုလိုက်ပါတမီးကြီးစားများအနေနဲ့ကတော့ခိတခဏခွဲခွာရတာမျိုးလေတိုက်တိုင်းယူဆိုလို့တုံးနဲ့တူတယောက်နဲ့တယောက်စိတ်ဆိုးစိတ်ကောက်ရှင်းများကြောင့်နည်းနည်းလေးအဆက်အသွယ်ပြတ်တာမျိုးလေးတွေစိတ်အတင်မကြလေးတွေဖြစ်ရတတ်ပါတယ်တဲ့เนาะအရှိရေးနဲ့ပတ်သက်လာရင်မိမိရဲ့ချစ်သူအပေါ်မှာဆွမ်းနာလို့ပေါ့ပြဿနာအရှိရေးအစစ်မပြေတာမျိုးလေးတွေကြောင့်လုပ်ငန်းမှာလာရောက်ပြီးတော့ထိခိုက်တတ်တဲ့အတွက်တော့တတိထားဆင်ញင်ပေးရန်လိုအပ်သောအပတ်တာကာလအပိုက်ရှာဖြစ်ပါတယ်ခြုံငုံပြီးသုံးသပ်ရရင်တနင်္လာတွေကဒီတပတ်တာတော့ဒီမှာကိုဟာကိုနေတာအကောင်စေတနာမပုံနဲ့စေတနာပုံရင်ဝေဒနာဖြစ်ရတတ်တယ်အသက်အားဖြင့်40နဲ့4အထက်တနင်္လာသားသမီးမိတ်ဆွေများဖို့ကတော့ရှတအုပ်တို့ဒူးတို့ခါးတို့နဲ့ပတ်သက်တဲ့ကျမ်းမာရေးလေးတွေကိုတတိထားဆင်ញင်ပေးရန်လိုအပ်သောကာလဖြစ်ပါတယ်တဲ့နော်ဒါအပြင်မိတ်ဆွေတို့အနေနဲ့အလူကံပုံကိုယ်တွေဘာသာရေးဆောင်တာတွေမှာပြောဆိုတဲ့အခါမှာဝေဖန်တာမျိုးဖြစ်နိုင်မလုံးနဲ့ကံရဲ့ညံ့စေတယ်မိတ်ဆွေတို့ရဲ့ရောင်းကုန်တွေဝယ်ကုန်တွေအယောင်းတွက်အယောင်းထွက်စီဖို့အတွက်မိမိတို့ရဲ့ကုန်ပစ္စည်းတွေကိုမိမိအိမ်မှာရှိတဲ့ကက်ကြီးသို့မဟုတ်ဓာလေးနဲ့တစ်ချောင်းနဲ့နော်အသုံးပြုနေတဲ့ဓာလေးတစ်ချောင်းသို့မဟုတ်မိဖို့ကြောင့်ဒီမှာအသုံးပြုတဲ့ဓာသို့မဟုတ်ကက်ကြီးလေးတစ်ချောင်းနဲ့ထိတွေ့ရိုက်ပုတ်ပြီးတော့ရောင်းလိုက်ရင်အယောင်းတွက်အယောင်းထွက်သွားမှာအသေးကြပဲဖြစ်တယ်ဒါအပြင်မိတ်ဆွေတို့ဒီအဖတ်တာတော်တွင်မှာအဆက်ဆက်ရအစဉ်ပြေစီပြီးတော့အောင်မြင်တိုးတက်စေရန်အတွက်ပြုလုပ်ရမယ့်ရေရာအနေနဲ့ဆိုရင်တော့မိမိအိမ်အတွင်းမှာအိုးအဆုပ်တွေပလိုင်းအဆုပ်တွေနော်ဒါအပြင်ခွက်ဆုပ်တွေမစကောင်းတဲ့အရာလေးတွေရက်လွန်နေတော့တိတ်ကုန်နေတော့ပြက်ကလေးအဟောင်းတွေစာချုပ်အဟောင်းတွေမီးပေါက်နေတော့အင်ကြီးအဟောင်းတွေရှိလို့ရှိရင်စွန့်ပေးပါတဲ့ဒါဆိုရင်မိတ်ဆွေတို့ပိတ်နေတော့လက်တွေပွင့်လန်းပြီးအဆက်ဆက်ရအောင်မြင်အစဉ်ပြေပါလိမ့်မယ်ငွေကြေးကံကောင်းစေရန်အတွက်တော့ယတိဥခန္ဒီရဲ့ဒနာသိချိဆိုတော့ခါတာကိုရွတ်ဆိုခြင်းဖြင့်ကံကောင်းနိုင်တယ်ဆိုတဲ့အကြောင်းပြောရင်းနဲ့တနင်္လာသားသမီးမိတ်ဆွေတွေအားလုံးအဆက်ဆက်အရအောင်မြင်စဉ်ပြီးတိုးတက်ကြပါစေအင်္ဂါသားသမီးတွေလှည့်ဦးဆရာဆက်ခေါ်ပါမယ်အင်္ဂါသားသမီးတွေပိုင်းဆရာကိုမှတ်မိကြပါအောင်ခင်ဗျ